လေးမိတဲ့ဘဝတွေပါဟိုရင်ငါတို့ကလေးလေးဘဝမှာအတူတူပြောခဲ့မိတဲ့အတိုင်းပါကွာအားလုံးကိုအသေးကပြန်ရမယ်ဆိုရင်လိုချင်ဆုံးဘဝကိုမေ့ရနိုင်တယ်လေအခုတော့တို့ဝေးဟိုဝေးဆုံးရမှာပြန်မဆုံးပြေခဲ့ရင်ဝမ်းနေနိုင်တယ်လေဘာကြောင့်ပဲဖြစ်ဖြစ်ငါတို့သိတရားတဲ့ကြောင့်ကိုမေးပါနဲ့နောက်ဆုံးတစ်ခါဖြစ်ငါတို့ရဲ့တိတ်ဘဝကိုခဏရောက်ချင်ပါတယ်အမေချင်းများနဲ့ဆုံးကြတယ်